can't live without ပေါ့နော်သူမရှိလို့မဖြစ်ဘူးဆိုတော့တခြင်းထဲမှာပဲကောင်းပါတယ်လို့ချစ်တယ်ဆိုတာတဲ့အသက်လုံးကိုနဲ့တူတူနေသွားမဲ့သူကိုရှာဖွေခြင်းမျိုးမဟုတ်ဘူးတဲ့သူမရှိရင်မဖြစ်ဘူးဆိုတဲ့လူမျိုးကိုရှာရမှာအဲ့လောက်ထိချစ်မှအဲ့အချစ်ကိုရွေးလို့ပြောချင်တာပေါ့ဆိုတော့အမကကြတော့လက်ခံလားဆိုရင်လက်မခံတာတော့မဟုတ်ဘူးသူမရှိရင်မဖြစ်ဘူးဆိုတဲ့အချစ်ဆိုတာကိုတော့လက်ခံတယ်ဒါပေမဲ့လောကကြီးမှာအဲ့လိုအချစ်တီကိုနဲ့အမြဲတမ်းအတူတူရှိနေမှာမဟုတ်ဘူးအဲ့ဒီဟာအမှန်တရားပဲဘလောက်ပဲချစ်ချင်းမှန်သမျှ attachment မှန်သမျှကိုပြန်ပြီးဒုက္ခပေးမယ်မြားတွေပဲလीနော်အဲဒါကြောင့်မလို့မရှိလို့မဖြစ်ဘူးဆိုတဲ့အချက်ဆိုတာတော့မဖြစ်တဲ့မရှိလည်းပဲဖြစ်ရမယ်မရှိလို့မဖြစ်တဲ့အချက်ကရှိတယ်ဆိုရင်တော့မရှိလည်းပဲဖြစ်ရမယ်ဒါကအချက်နဲ့မဆိုင်ဘူးကိုအားကိုခြင်းကိုယုံကြည်ခြင်းသူ့ကိုချစ်တာတစ်ပိုင်းမရှိရှိနေနိုင်ရမယ်ဒါကြောင့်မလို့can't live without ပေါ့နော်သူမရှိလို့မဖြစ်ဘူးဆိုတော့တခြင်းထဲမှာပဲကောင်းပါတယ်လို့မရှိလည်းပဲဖြစ်ရမယ်